ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကထမင်းဝိုင်းတွေမှာအမြဲတမ်းတွေ့ရလိမ့်ရှိတဲ့တီလာဗီယာဆိုတဲ့ငါးကိုအားလုံးသိကြမှာပါဈေးနှုန်းလဲချိုတာသလိုအသားလဲများတာကြောင့်လူကြိုက်များတဲ့ငါးတစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီငါးရဲ့နောက်ွယ်မှာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေတုံ့လုပ်နေရတဲ့နှိဝက်ချက်တစ်ခုရှိရဲဆိုတာသိသိပါသလားတစ်ချိန်ကကမ္ဘာငမှုခေါင်းပါမှုကိုကဲတင်နိုင်ခဲ့လို့ဂန္ဓဝင်ငါးအဖြစ်ချီးကျူးခံရတဲ့ဒီသက်တော်ဟာအခုချိန်မှာတော့ကမ္ဘာပတ်ဝန်းကျင်နဲ့ဒီဟာစနစ်ကိုဖျက်ဆီးနေတဲ့တရားခံတအုပ်ဖြစ်လာခဲ့ပါပြီသူကဘယ်လိုမျိုးကဘာကြီးကိုကဲတင်ခဲ့ပြီးဘာကြောင့်ပြန်ပြီးဒုက္ခပေးနေရတာလဲဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြသွားမှာမလို့အဆုံးထိကြည့်လိုက်ကြရအောင်တကယ်တော့တီလာဗီယာငါးရဲ့လူရင်းစာတီကအာဖရိကတိုက်အရှေ့ပိုင်းနဲ့အရှေ့အလယ်ပိုင်းဒေသတွေဖြစ်ပါတယ်ရှေးဟောင်းအီဂျစ်ကလေးကနိုင်ရထဲမှာဒီငါးတွေကိုဖန်ဆီးစားတောက်ခဲ့ကြတဲ့တမိုင်းမှတ်တမ်းတွေရှိခဲ့ပါတယ်20ရာစုအလယ်ပိုင်းရောက်မှာတော့ကမ္ဘာ့ကုလသမဂ္ဂ UN နဲ့သိပ္ပံပညာရှင်တွေဟာကမ္ဘာပေါ်ကဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာဖြစ်ပွားနေတဲ့ငတ်မွတ်ခေါင်းပါမှုနဲ့ protein ဓာတ်ချို့တဲ့ပြဿနာကိုဖြေရှင်းမှုနည်းလမ်းရှာဖွေခဲ့ကြပါတယ်အဲ့ဒီချိန်မှာပဲတီလာဗီယာငါးကိုတတိပြုမိသွားကြတာပါဘာကြောင့်လဲဆိုတော့တီလာဗီယာဟာစူပါငါးတစ်ကောင်လိုစွမ်းရည်ရှိနေလို့ပါပဲပထမတစ်ချက်ကသူကရေနောက်ရေပေါ်အောက်ဆီဂျင်နေတဲ့နေရာမျိုးတွေမှာမကဘဲကောင်းငင်ဆက်သက်မှာမသိပဲရှင်တန်နိုင်စွမ်းရှိပါတယ်ဒုတိယအချက်ကအစားအသောက်မယူပါဘူးရင်းနှီးရီမော်ကဘာသာလိုလူတွေကျွေးတဲ့ခွဲပြအထိအကုန်စားပါတယ်တတိယအချက်ကတော့အလိုအမြင့်ကြီးထွားနှုံးမြင်ပြီးမျိုးပွားလွယ်တာကြောင့်ရက်သက်သက်အနေနဲ့အတွင်းမှာငါးကန်တစ်ခုလုံးပြည့်သွားနိုင်ပါတယ်ဒီလိုအချက်တွေကြောင့်တီလာဗီယာမွေးမြူရေးဟာကမ္ဘာတဝန်းအထူးသဖြင့်အာရှနဲ့အာဖရိကကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအကြီးအကျယ်အောင်မြင်ခဲ့ပြီးစင်ရသားတပေါင်းများစွာအတွက်အဖိုးတန်ပြီးချိုတာတဲ့အာဟာရသက်တွေကိုပြည့်စုံနိုင်တယ်လို့ကမ္ဘာကယ်တင်ရှင်ဖြစ်နေရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အကောင်းလောက်မှာအစိုးပါတက်လာရင်ဆိုလိုပါပဲ။လူတွေကစီးပွားဖြစ်မွေးမြူရာကနေရည်ကြီးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်လူတွေတဘာဝမြေထောင်ကြီးလူတွေကိုဘီးမဲ့လွတ်လိုက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒီလာဗီယာငါးတွေကတဘာဝပြင်ပရည်ဝင်တဲ့ပုံရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာပြဿနာကစတာပါပဲ။သိပ္ပံပညာအရာတီလာဗီယာငါးကိုကျူးကျော်မျိုးစိတ်သို့မဟုတ်ဒေသခံမဟုတ်ပဲပိုကြစုမှုတက်တဲ့တတဝါအဖြစ်သတ်မှတ်လိုက်ရပါတယ်။ဒါကြောင့်လဲဆိုတော့တဘာဝမြေချောင်းတွေထဲမှာသူတို့ကိုပြန်လည်ဖန်ဆားမဲ့တဘာဝရန်သူကအလွန်လဲနေပါနေလို့ပါသူတို့ဟာမြစ်ထဲချောင်းတွေကဒေသခံငါးတွေရဲ့နေရာကိုလူယူပါတယ်ပုံဆိုတာကဒေသခံငါးမျိုးစိတ်တွေရဲ့ဥတွေငါးသားပေါက်လေးတွေကိုအငမ်းမရလိုက်လံစားတောက်ဖြစ်ပြီးတာကြောင့်အဖိုးတန်ဒေသငါးတွေရေတုံးတက်ွယ်ပုံကြပါတယ်ဒါလည်းမကသေးပါဘူးတီလာဗီယာငါးတွေကရေထဲအောက်ခြေတာရင်းနှီးတွေကိုအလုံးအမင်းစားသုံးဖြစ်တာကြောင့်ရေရဲ့အရေးအသေးကိုအလုံးပြည့်စည်စေပြီးရင်းနှီးအပင်တွေကိုပါတည်ဆုံးစေတာကြောင့်ဒီဟာစနစ်တစ်ခုလုံးကိုကမောက်ကမဖြစ်သွားစေပါတယ်။ဒါကြောင့်မလို့လက်ရှိအချိန်မှာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတီလာဗီယာငါးတွေကိုသဘာဝမြေချောင်းတွေမရောက်အောင်မျိုးစုံနဲ့တားဆီးနေကြရတာဖြစ်ပါတယ်။လူသားတွေရဲ့ငမုံမှုကိုကတင်ပေးခဲ့တဲ့အဖို့တန်အာဟာရဖြစ်ပြီးသဘာဝတရားကြီးအတွက်ကတော့အလွန်ကြောက်စရာကောင်းတဲ့ဖြစ်စီသမားဖြစ်နေတာဟာတီလာဗီယာငါးရဲ့ထူးဆန်းမှုကိုရောဒီဖြစ်စရာတမိုင်းခီးစဉ်ပဲဖြစ်ပါတယ်။ဒီပြည့်ကနေကျွန်တော်တို့သိလိုက်ရတာကတော့လူသားတွေဟာသဘာဝတရားကြီးနဲ့နမိတ်ကိုစီးလို့ဝါလို့ချက်တင်ပြီးချဲလဲဖို့ကြိုးစားရင်တနည်းနည်းမှမလိုလားအပ်တဲ့ဆိုးကျိုးတွေပြန်လည်ခံစားရတတ်တယ်ဆိုတာပါပဲမိတ်ဆွေတို့ရောဒီနားနဲ့ပတ်သက်ပြီးတခြားသိထားတဲ့အကြောင်းအရာတွေရှိရင် comment မှာဝင်ရောက်ဆွေးနွေးကြပါဦး